တော့လေတော့မရဘူးကောင်းနေတာမူလို့အိတ်နေဆိုမှနောက်ပိုင်းကျမကတော့လဲညွန်ပြလိုက်အဲ့အကျေးမားလို့ညောင်မကြီးလို့ဟိုလို့တောက်နံနဲ့နေတောင်ကိုချိုးသွားဆိုတော့တောင်ကိုချိုးသွားတယ်ချိုးသွားအဲ့ဟိုတယောက်ဆိုင်နဲ့ကားတစ်ဆင်းရောက်ချလာလိုက်လာတယ်ကျမတို့ကားနောက်ကနေလိုက်လာပြီးတော့ကျမကိုတဲ့စိတ်ပူလို့တဲ့ဒေါက်တာမ2ယောက်ရောပါတယ်တဲ့အရာရှိဟိုဗါတဲ့ဥပိုင်နေရဖြစ်လောက်တယ်အဲ့ချိန်မှာငါတို့ဝမေကိုတဲ့ရောက်ဝမဲနဲ့နည်းနည်းလေးနီးပြီးခက်တဲ့ပင်နန်းလောက်အရောက်မှာကားထိုးပြီးတော့ရက်လိုက်တဲ့အချိန်မှာကျမအော်ဒီမှာလေအော်ဒီမှာလည်းကျမမှာဘယ်သူမှလည်းအားကိုးတယ်မရှိဘူးသူတို့ဆိုလည်းတနက်တင်နဲ့ရဲမေတွေဆိုလည်း4-5ယောက်လောက်ကျမဘေးမှာကျမအော်လိုက်တယ်မြိုင်နဲ့သူတို့ကတက်ပြင်းမှာအဲ့ဒါမိစေကိုနှိုးတဲ့အခါကျသူကခေါင်းနေတာအမှုလို့မထားနိုင်ဘူးတဲ့အဲ့လိုပြောရင်ဝမဲကလူတွေကိုကျမဆူတောင်းပါတယ်ကျမတို့လာခဲ့ပါလို့ဆူတောင်းတော့ဘယ်မီးရမှလည်းမမြင်ဘူးမလာရကြကြတော့ငါအိုက်ကတည်းကရက်ပြောအဲ့ရောင်နေရဲတဲ့ဝမဲဟိုတဲ့ဟိုကျင်းနန်းလောက်ရောက်ဝမဲရောက်တော့မှန်းတဲ့သူတို့ကတဲ့ဝမဲရောက်နေတို့ဆွဲပြီးတော့တဲ့ရွာသားတွေနဲ့တိုက်ပြီးမှရဲမေတယောက်ကပြောတယ်ကောင်းမလေးတဲ့နေရတဲ့နေရောအရာခေါ်တာဟာတဲ့နေရသားတွေနဲ့တိုက်ပေးရအောင်လို့လားကျမကလည်းမဟုတ်ပါဘူးလို့ကျမတို့မှာရွာအရာလည်းလူမကြည့်ပါဘူးလို့ပြောပါအဲ့ချိန်မှာသူကရဘူးတဲ့နေနဲ့ဟိုတဲ့ရဲစခန်းဟိုတဲ့ညမကြီးရဲစခန်းကိုပို့မယ်တဲ့နင်းရွာလူကြီးတဲ့နမနင်းဟိုတဲ့အပ်နေတဲ့အဲ့လိုပြောချင်ဒါတော့လည်းအမားရဲ့လို့အမားတို့ပဲလို့ကျမတို့စခန်းကစွဲထုတ်တော့ဝမဲကိုအိမ်နိုင်ရလိုက်ပေါ်မှာစိုးလို့ကိုလိုက်ဖို့ပေးပါလို့တော့ပဲလေကျမတို့ဘာညီမနှစ်ယောက်တည်းမလို့ပြောတော့လည်းမရဘူးတဲ့အခါရဲစခန်းကိုညမကြီးစခန်းကိုခေါ်ပါခေါ်တဲ့အချိန်မှာဟိုရောက်တော့အခါရဲညမကြီးအုပ်ချုပ်ရေးမှုကပါလာပါနဲ့ကျမတို့နဲ့ကပ်ပါလေကျမတို့မှာဦးအောင်မြဲကပ်ပါလာပါတယ်ဦးအောင်မြဲကပ်ပါကျမတို့မှာအားကိုးတယ်မရှိဘူးဒီရဲတယ်လေကျမတို့ကိုနှိမ့်ဆက်ပါပြန်တဲ့လန့်နေကိုအောင်မြဲရဲ့လို့ကတော့ကျမအလန့်ဆိုလိုက်ကျမတို့ကိုအိမ်လိုက်ဖို့ပါလို့ပြောတဲ့အချိန်မှာလူကအေးပါလေလိုက်ဖို့ပေးပါမယ်ဆိုပြီးကျမကတစ်ပစ်လေးနဲ့ထိုင်နေတာကိုလူကြီးလာဖို့တဲ့အချို့ရဘူးတယ်မိုးတော့တရားအစသူတို့စကန်ထဲမှာမထားကလစ်တရားအစသူတို့ကအကုန်လုံးတင်းပေးတာကားပေါ်ကိုဒါနင်တို့ပြစ်သေးတယ်နင်တို့ယူဆိုပြကားပေါ်ကိုတင်းပေးတာကျမပြစ်စီလေးကိုသူတို့ကနင်းနဲ့သေးတော့မှလားတဲ့ကားပေါ်အတင်းသေးတော့ရင်လည်းဒေါက်တာမ2ယောက်ပါတယ်ဆိုကျမမတိုးချင်ဘူးလို့ရတယ်လို့တတ်တာလေလို့ကျမပြောတယ်ကျမအဲ့အားပေါ်စစ်လာပြီးအချိုးရတောင်းမလားဆိုအချိုးရပလင်းတွေလာပြီးတယ်ကျမမတောင်းချင်ဘူးလို့ပြောကျမဒေါ်လာကြီးရတယ်အောက်ထောက်ကြီးကိုကိုင်းပိုက်လိုက်တော့သူကနောက်ပိုင်းကျအဲ့ကားပေါ်အရာအကြီးကြီးဥပိုင်တယောက်က9000တန်လို့ရဲမေမားတွေရဲတွေကိုတောက်ပေးလိုက်ပါပဲကျမတို့ပဲနဲ့အတွက်ကြောင့်မသူတို့လက်ထိုးလိုက်တာနေမှာမ9000တန်တွေတောက်ပေးလိုက်ကျမတို့တော့စကမ်းမှုနဲ့အောက်ကျောက်ရမှုရတာဝမဲတီအောင်လိုက်ဖို့လိုက်ပါလို့အပ်ထားပါလေအပ်ထားတဲ့ကမှကျွေးလေးဝိုးတဲ့တော့လောကတာအိမ်တော်အိမ်ရောက်လို့သူတို့ပါဇက်တရားပြောပါတယ်ရဲမေမားတွေပါဇက်တရားပြောပါအိမ်တော်အိမ်ရောက်လို့ကျွေးလေးဝိုးတော့ပို့တယ်ပေါ့ပြောတဲ့အချိန်မှာအဲ့ဒါသူရဲမေကားလေးလည်းကျန်သွားရောအောက်ကျောက်ရမှုကဟုတ်လားတဲ့ကျွေးလေးကိုဘယ်ချိန်ရပို့လိုက်တာလဲဘယ်ချိန်ရပို့ရတော့မသိဘူးဆိုဒိုးစီလဲတဲ့မတိုင်မြင်သွားဘူးတဲ့အဲ့လို